ကောင်းဆုံးအရာသာဆိုရင်ကောင်းစဉ်လေးအောက်ကနေသစ္စာတရားရဲ့အကြောင်းပြောခြင်းသစ္စာအဝေတာရုတရရတ္တနာသစ္စာအဝေတာရုတရရတ္တနာရတ္တနာအရာတာကအရာတာတို့တွင်အဝေစင်စစ်ဧကံတကယ်ကိုပဲသစ္စာအမှန်တရားလို့ဆိုတဲ့သစ္စာတရားသည်တာရုတရအကောင်းမွန်ဆုံးအရာတာဖြစ်တယ်အခုတို့အရာတာဆိုတဲ့စကားလုံးလေးကိုပြောလိုက်ရင်ရှားပေါ်ရောက်လာတဲ့စာဝေတောက်ဖွယ်တို့ရဲ့အရာတာကိုပဲစိတ်ထဲကပြည့်မြင်မိတဲ့ကြချိုးတဲ့ခြင်းနဲ့ငါနဲ့ဆက်တဲ့ဖန်တဲ့ခါးတွေစရှိလို့ရှိရင်နော်ဒါပေမဲ့အရာတာဆိုတဲ့စကားလုံးရဲ့နေပယ်ကလျာနဲ့သိရတဲ့အနေထားလောက်တည်းရှိတာမဟုတ်ချို့အလွန်ကြည့်ကောင်းတယ်ဆိုရင်ကြည့်ရတာရတာရှိလိုက်တာလို့ဒီလိုပြောတာမရှိဘူးလားနော်အလွန်နားထောင်အောင်တဲ့ဂီတသံတွေတေးသံတွေဆိုနားထောင်တာရတာရှိလိုက်တာနားထောင်လို့ကိုမငြီးဘူးခဲ့နားနဲ့သိရတဲ့အရာတာဟုတ်လားအဲ့တော့ဘုန်းတို့အရာတာတွေကိုသူလောကထဲမှာအောဆိုသုံးလုံးပြီးတော့နော်နားလည်ထားကြတဲ့အရာတာတွေကိုတကယ်တွေးကြည့်အများကြီးပဲဟုတ်လားအဲ့တော့မြတ်စွာဘုရားကတော့အရာတာတကအရာတာထဲမှာတရားအရာတာအကောင်းဆုံးလို့ဟောတာလည်းရှိတယ်အခုဒီမှာတော့မြတ်စွာဘုရားကသစ္စာဝေတာတုတ္တရရတ္တနာအရာတာတကအရာတာထဲမှာသစ္စာရဲ့အရာတာအကောင်းဆုံးလို့အထွတ်အထိပ်လို့ဟောတတ္တိဒဝိတံပုရိတတ္တတတ္တဓမ္မောသူစိန်သောဒုက္ခမဝဟတိသစ္စာဝေတာတုတ္တရရတ္တနာပညာစီဝေဇီဝိတမဟုတ္တဒီကထာလေးတွေကကောင်းချက်ထုတ်ပြောလိုက်တယ်ဟုတ်လားနတ်သားတော်ကမြတ်စွာဘုရားကိုမေးတာဟုတ်ဘယ်ရာကိုအရင်နှီးပြုပြီးတော့စီဝါရေးလုပ်ရမယ်ဆိုလို့ရှိရင်အတုတက်ဆုံးအကြီးပွားဆုံးဖြစ်မလဲဒါကြောင့်ဘယ်ရာအကောင်းဆုံးသောဥစ္စာပစ္စည်းအရင်နှီးဖြစ်မလဲဒီနေရာမှာစီပွားဆိုတာသူကကုသိုလ်ကောင်းမှုဖြစ်တုတ်တက်ကြီးပွားတဲ့အနေအထားတစ်ခုရည်ညွှန်းတာဘာကိုလေ့ကျင့်မယ်ဆိုရင်တော့ချမ်းသာဒုက္ခကိုရနိုင်မယ်လေကိဉ္တူရဝိတံပုရိတတ္တတတ္တကိဉ္တုသူစိန်သောဒုက္ခမဝဟတိကိဉ္တုဟဝေတာရုတ္တရတ္တနာကထံစီဝေဇီဝိတမဟုတ္တဒီကုန်းလေ့ကျင့်မယ်ဘယ်ရာကအကောင်းဆုံးအရင်ဒီဥစ္စာလေသူ့ကိုအရင်ဒီပြုတ်ပြီးတော့ကြိုးစားလိုက်မယ်ဆိုရင်အမြင့်မားဆုံးတိုးတက်ကြီးပွားမှုဖြင့်တိုးတက်ကြီးပွားသွားစေနိုင်မယ်လေဘယ်ရာကတော့လေ့ကျင့်မယ်ဆိုရင်ဘာမှတက်တက်ဖြစ်အောင်လုပ်မယ်ဆိုရင်ချမ်းသာကိုပေးမလေချမ်းသာကိုပေးမဲ့ရာကဘယ်ရာလဲရတာတကရတာထဲမှာဘယ်ရတာအကောင်းဆုံးလဲဘဝမှာရှင်သန်နေထိုင်ရတာတွေထဲမှာဘယ်လိုအရာလေးနဲ့ရှင်သန်နေထိုင်သွားရတာအကောင်းဆုံးရှင်သန်နေထိုင်ခြင်းဖြစ်မယ်လေလို့ဘေကုန်းလေးချက်မေးတာဘာကအကောင်းဆုံးဥစ္စာပစ္စည်းလဲဘာကိုလေ့ကျင့်ရင်တော့ချမ်းသာမလဲဟုတ်လားဘယ်ရတာအကောင်းဆုံးရတာလဲဘာနဲ့နေထိုင်သွားရင်တော့အကောင်းဆုံးနေထိုင်သွားခြင်းအကောင်းဆုံးသက်ရှင်သန်ခြင်းလို့ဆိုမလဲလို့မေးတာတော့မြတ်စွာဘုရားတတ္တိဒဝိတံပုရိတတ္တတတ္တယတနာမြတ်သုံးပါးရဲ့ဂုဏ်ရည်သွေးနဲ့စေတနာရဲ့စွန့်ရည်တတ္တိလို့ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်ခြင်းဆိုတဲ့တရားတရားဟာအကောင်းဆုံးအရင်ဒီဥစ္စာပစ္စည်းပဲတဲ့သူရှိရင်အများကြီးတိုးတက်လိမ့်မယ်ကြီးပွားလိမ့်မယ်တရားတရားရှိရင်ကုသိုလ်ကောင်းမှုတွေနဲ့တိုးတက်ဖို့နောက်ဆုံးနိဗ္ဗာန်ထိရမယ်နော်ဒါနသီလသမာဓိပညာလို့ဆိုတဲ့ကုသိုလ်ကောင်းမှုဆိုတဲ့သူတော်ကောင်းတရားကတော့လေ့ကျင့်မယ်ဆိုရင်ချမ်းသာဒုက္ခကိုပေးမဲ့အရာပဲတဲ့ဘဝမှာချမ်းသာကိုဖြစ်စေမဲ့အရာသူတော်ကောင်းတရားအကောင်းကအကောင်းဆုံးရတာကတော့သစ္စာတရားပဲတဲ့ဟောတတိယအဖြေလေးပေါ့နော်အဲ့ဒါလေးကိုဒီနေ့ပြောနေတာဟုတ်လားဘာနဲ့အသက်ရှင်နေထိုင်မယ်ဆိုရင်အကောင်းဆုံးရှင်သန်နေထိုင်ခြင်းဖြစ်မလဲဆိုတာကိုကြတော့ပညာစီဝင်ဇီဝိတမဟုတ္တအမှန်ကိုသိပြီးတော့နော်ရှင်သန်နေထိုင်ရတာအကောင်းဆုံးရှင်သန်နေထိုင်ခြင်းပဲလို့ပညာပြောတတ္တရေဓမ္မရေသစ္စာရေပညာတရားလေးလုံးအဲ့ဒီတည်းကသစ္စာဟဝေတာရုတ္တရတ္တနာအရာတာကအရာတာထဲမှာသစ္စာရဲ့အရာတာအောင်လို့တဲ့သစ္စာတွေပဲအဆင့်အမျိုးမျိုးရှိနော်ဝစီသစ္စာဝိရတိသစ္စာပရမတ္ထသစ္စာအကျဉ်းကြီးလေးအဲ့လိုတော့နားလည်ရဝစီသစ္စာဆိုတာမှန်ကန်သောစကားလေးပေါ့နော်ငါအမေရဲ့သားဖြစ်တယ်ငါအမေရဲ့သမီးဖြစ်တယ်ဒါမှန်ကန်သောစကားနော်သစ္စာဆိုတဲ့နေရာမှာအသုံးပြုတာပေါ့ဘုရားဟာအမြတ်ဆုံးဖြစ်တယ်ဒါမှန်ကန်သောစကား
တော်ကောင်းတရားလေ့ကျင့်ရင်ချမ်းသာဖို့ပေးမယ်ဒါမှန်ကန်သောစကားသစ္စာဆိုတဲ့နေရာမှာအသုံးပြုတဲ့သစ္စာမျိုးထားဖို့ဝစီသစ္စာနောက်ဝိရိတိသစ္စာဆိုတာကမှားရင်းတဲ့စကားတွေကိုပြောဆိုလိမ်ညာပြောဆိုခြင်းကနေရှောင်ကျဉ်တာဝိရိတိသစ္စာလို့ဆိုအဲ့တော့ဝိရိတိသစ္စာပြီးတော့ဘာလို့ဆိုတာအခုပြောမယ့်သစ္စာ၄ပါးအရိယသစ္စာဟုတ်လားအရိယသစ္စာဆိုတာဒီကနေ့ပြောသစ္စာ၄ပါးမှာဘုန်းတို့ရဲ့ဉာဏ်ပညာကျက်စားနိုင်ဖို့ရသော်ဘုရားကလူတယောက်ရဲ့အတိဉာဏ်ပညာဘလောက်ကြီးမားတယ်လဲဘလောက်ထက်မြက်တယ်လဲဆိုတာကိုသိချင်ရင်သူဟာသစ္စာ၄ပါးရဲ့ပုံမှာဘလောက်နားလေတယ်လဲဆိုတာနဲ့တိုင်းတာရတယ်ဒီစကားလေးကိုသိချမှတ်ဟုတ်လားကိုယ့်ကိုယ်ပညာဘလောက်ရှိလဲမရှိဘူးလဲဆိုတာကိုသိချင်ရင်ဒီအခုပြောမဲ့သစ္စာ၄ပါးအမှန်တရားရဲ့ပုံဘယ်လောက်သိထားတယ်လဲဘယ်လောက်နားလည်ထားတယ်လဲဆိုတဲ့အချက်နဲ့တိုင်းတာရတယ်တခြားသိတရားတွေကိုအများကြီးသိတာကိုပညာလို့မဆိုလို့ဘူးဟုတ်လားတကယ်တော့ဘုန်းတို့စစ်မှန်တဲ့ဉာဏ်ပညာတမိုးရှိတဲ့ဉာဏ်ပညာဆိုတာကဒီသစ္စာ၄ပါးရဲ့အပေါ်မှာသိမြင်နားလည်မှုပြောတာဒါကိုယ့်ရဲ့ဉာဏ်ပညာဘယ်လောက်ထက်တယ်လဲမထက်ဘူးလဲဘယ်လောက်ကြီးတယ်လဲမကြီးဘူးလဲဆိုတာကိုသိချင်ငါသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်သိတော့လို့ကိုယ့်ကိုယ်ကိုဝေဖန်ဆန်းစစ်ကြည့်ရတယ်ဟုတ်လားတရားသစ္စာ၄ပါးရဲ့ပေါ်မှာဘုန်းတို့ဉာဏ်ဟာကျက်စားနိုင်ဖို့လိုတယ်အဲ့ဒါကိုဉာဏ်ပညာကိုကြီးမားအောင်တည်ဆောက်ဒီသစ္စာ၄ပါးဆိုတော့ပြောရရင်အရေးပါဆုံးတရားပဲသူ့ကိုသိမှဒုက္ခငြိမ်းမှသူ့ကိုမသိရင်ဒုက္ခမငြိမ်းဘူးပထမအဆင့်သောတပတိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်သူ့ကိုပရိဝေဒအဆင့်ထူးထွင်းသိမယ်ဆိုရင်အဲ့ဒါအရိယာဖြစ်သွားတယ်ခေါ်တယ်အဲ့တော့အရိယာဖြစ်သွားပြီဆိုရင်ဒုက္ခတွေထဲကအကြီးကျယ်ဆုံးဒုက္ခလို့ဆိုရတဲ့ငရဲတိဋ္ဌံတိဋ္ဌာသူတကယ်အပေလေးပုံကိုသွားရမယ်ဒုက္ခလုံးဝငြိမ်းသွားတယ်အခုကျတော့အဲ့ဒီသစ္စာ၄ပါးကိုပရိဝေဒဉာဏ်နဲ့မသိသေးဘူးအနုမာနဉာဏ်နဲ့မှန်းပြီးတော့မှန်းဆပြီးတော့သိတဲ့အသိတနည်းအားဖြင့်ထပ်ပြီးတော့သိဖို့လိုသေးတဲ့အသိအပြည့်စုံသေးတဲ့အသိအနုမာနသိလေးရတယ်တန်ဖိုးရှိပါလေအဲ့ဒီကနေသွားမှာပရိဝေဒသိမဉ္ဇဉ်ပူဉ္ဇဉ်နဲ့သိတဲ့အဆင့်ဟုတ်လားအဲ့ဒီနေရာမှာလေဒီဆိုဘုရားကြီးကနော်အနုဘောဓသိနဲ့ပရိဝေဒသိလေးကိုလို့ပြောတော့အနုဘောဓသိဆိုတာထပ်ပြီးတော့သိဖို့လိုသေးတဲ့အသိပေါ့နော်မပြည့်စုံသေးတဲ့အသိဘုန်းဘုန်းတို့သိထားတဲ့အသိဒကာမတို့သိထားတဲ့အသိသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ကိုသိထားတာအနုဘောဓသိပဲရှိသေးဝိပဿနာတရားကိုကြိုးစားအထုတ်လို့မဉ္ဇဉ်ပူဉ္ဇဉ်ရပြီဆိုမှပရိဝေဒသိနဲ့သိအဲ့ဒါလေဒီဆိုကြီးကဘယ်လိုလေးရှင်းအောင်ဥမာပေးတော့ဥမာပြောတဲ့နေရာမှာသူလည်းလွန်ကိုတော်တယ်ပေါ့နော်ဆိုကြီးကဆိုကြပါစို့တဲ့ကိုနဲ့ကိုရမှာဖျောင်းနိုင်မီလေးထွန်းတာဖျောင်းနိုင်မီလေးကဝဲနေတော့မမြင်ရဒါပေမဲ့မီးရောင်လေးကတော့ဖြားထွက်တယ်ဟိုဘက်မှာဝါဝါလေးလင်းနေတယ်အရေးကလေးများထိုးမီးရောင်လေးဖြားထွက်တယ်အဲ့ဒီမီးရောင်ကိုမြင်တော့အဖြစ်မီးထွန်းတာရှိတယ်လို့မသိနိုင်ဘူးလားဒါပေမဲ့ तू အဲ့ဒီမီးတိုင်လို့တော့ तू မြင်သလားမမြင်ဘူး तू ကဘာကိုမြင်တာမီးရောင်ကိုပဲမြင်တာအရောင်ကိုမြင်တာအဲ့ဒါအနုဘောဓသိလို့ခေါ်မှန်းဆပြီးတော့သိတာသူတော်ကောင်းကြီးတွေသိခဲ့တဲ့အသိကိုပြောပြတာကိုနားထောင်ပြီးတော့ရေးပြတာကိုဖတ်ရှုပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်လေးနဲ့တွေးတောပြီးတော့မှန်းဆပြီးတော့သိရတယ်အဲ့ဒီအသိတွေကထပ်ပြီးတော့ဖြည့်ဆည်းဖို့လိုသေးတယ်ဒါကြောင့်သူ့ကိုအနုဘောဓသိထပ်သိဖို့လိုသေးတယ်မပြည့်စုံသေးဘူးမီးရောင်လေးကိုမြင်လိုက်အယောင်နိုင်မီးထွန်းထားတဲ့မီးကိုတော့မမြင်ရအယောင်မဲမြင်ရသစ္စာလေးပါးကိုသိပြီဆိုတော့အယောင်မြင်ရတဲ့အဆင့်တွေမကောက်အဲ့ဒီမီးတောက်နေတာကမြင်လိုက်ရတယ်။ဘာချဖို့လေးကိုပြောပြဟုတ်လားခုဘုန်းတော်ဘာအတိအတွက်ခုစူးစမ်းနေတာလို့အတ္တိမပန်းလည်းရတော့ပရိဝေဒတိမီးတိုင်းကိုမြင်ဖို့အတွက်စူးစမ်းတာဒါပေမဲ့ဒီအချိန်မှာအဲ့ဒီအတိကိုမရသေးဘူးမီးရောင်ကိုသိတဲ့အတိလောက်လည်းရှိအောင်မယ်ပေါ့အဲ့ဒီလောက်လေးသိမယ်ဆိုရင်ကိုလွန်ကောင်းမယ်ဘာလို့သူကအရေးအလွန်ပါတဲ့တရားဖြစ်လို့ပေါ့သူ့ကိုသိရင်ဒုက္ခငြိမ်းမယ်သူ့ကိုမသိရင်ဒုက္ခမငြိမ်းဘူးနောက်ဆုံးသူ့ကိုတော့လေးမဲ့လေးပုံနဲ့သိမယ်ဆိုလို့ရှိရင်ယန္တာဖြစ်ပြီးတော့တဏှာဝဒုက္ခအကုန်လုံးငြိမ်းသွားလူရင်းလေးကိုဘုံဘုံပြောပြတယ်ဒါကြောင့်မြတ်စွာဘုရားတဲ့မင်းတို့မနေနိုင်လို့တွေးမယ်ဆိုရင်တွေးတော့တွေးနေရမယ်ကျုပ်တို့တွေးမယ်ဆိုလို့ရှိရင်တဲ့ကာမဝိတ္တဗျာပါဒဝိတ္တဝိညာဏဝိတ္တလူချင်းမှုတွေနဲ့မတွေးနဲ့မကျေနပ်မှုတွေနဲ့မတွေးနဲ့ရက်ဆက်တဲ့စိတ်တွေနဲ့မတွေးနဲ့တွေးမယ်ဆိုရင်အခုပြောမဲ့သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့တွေးကြည့်တဲ့ခန္ဓာဆင်းရဲတယ်ဆိုတဲ့ပထမအမှန်တရားတွေးစရာအလွန်ကောင်းတယ်ငါရထားတာကြီးကအကောင်းမဟုတ်ဘူးအမှန်တရားကိုကျက်စားရဘဝရဲ့အကြောင်းကိုအမှန်မသိလို့ဒုက္ခမှမသိလို့ဘဝရဲ့ပုံမှာအမျိုးမျိုးမမောနေတဲ့အကောင်းထင်တဲ့အခြေခံအမှားကိုအကြောင်းပြုပြီးတော့
လွယ်လွယ်မှာလူချင်းရချင်းနေတဲ့လောဘဆိုတဲ့သမုဒိယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းပဲလို့ဆိုတဲ့ဒုတိယအမှန်တရားဒါကိုတွေးရမယ်လောဘချုပ်ခြင်းဒီဒုက္ခချုပ်ခြင်းဖြစ်တယ်နိဗ္ဗာန်ဖြစ်တယ်ဆိုတဲ့တတိယအမှန်တရားဒါကိုတွေးရမယ်နော်တမာဒိဋ္ဌိလို့ဆိုတဲ့တဘာဝအလုံးဟာဖြစ်ပေါ်လာပြီးတော့ပြောက်ွယ်သွားတယ်ကြောင်းကျိုးဆက်ပုဂ္ဂိုလ်တ attva သဘောမှုတဲ့ယုံနာဖြစ်စဉ်တွေပဲဒါတွေဟာဖြစ်ပေါ်လာပြီးတော့ပြောက်ွယ်သွားတဲ့အရာတွေပဲလို့အမှန်သိတာကိုတမာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီတမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးဒီသာလျင်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့တခုတည်းသောလမ်းမှန်ဖြစ်တယ်လို့မဂ်ခင်၈ပါးနဲ့ပတ်သက်ပြီးတော့တွေးတယ်ဒါသစ္စာတယုတ်ထဲမှာဟောတာစိတ်ကတော့တွေးနေတာပဲအတိအဟာတွေရှောက်မတွေးနေတဲ့ဒီပြင်ဟာတွေတွေးတာအကျိုးစီးပွားနဲ့မဆက်ဘူးအကျိုးမရှိဘူးပေါ့ဆိုလိုတာလွတ်မြောက်ဖို့အတွက်လည်းဘာတွန်းအားမှမပေးဘူးဒုက္ခငြိမ်းဖို့အတွက်ဘာအထောက်အကူမှမပြုဘူးဒုက္ခများဖို့ပဲရှိဒါကြောင့်မနေနိုင်လို့တွေးမယ်ဟေးဆိုရင်သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့တွေးတယ်မြတ်စွာဘုရားစိတ်ကလေးကတွေးတဲ့အလုပ်ကိုမြဲလုပ်နေတာလေဒါပေမဲ့သူ့ဘုန်းတော်ဘာလုပ်ပြီးတော့အလုပ်ကလေးပြောင်းပြီးမင်းဒါမတွေးနဲ့တော့ဒါပဲတွေးတယ်ဟုတ်လားသူတွေးမှာပဲသူကဒါမတွေးတယ်ဒီပြန်တွေးမှာပဲနောက်ထပ်ဘာပြောသေးတယ်နှုတ်ကလေးတွေရှိတယ်ပါးစပ်ကလေးတွေရှိတယ်အထဲတွေကဝိတက်နေအတွေးတွေတော့ဘာလို့ချင်တာပြောချင်တာနေကိုမနေနိုင်ဘူးအတင်းပြောချင်ဟုတ်လားမပြောဘဲနေဆိုရင်နေနိုင်လားနေနိုင်မှာပြောချင်တာအပြောပါနဲ့ဆိုတော့မထီးလေးဆောင်ပြီးတော့လှည့်ပြောလိုက်ချင်ဟုတ်လားပြောချင်အဲ့ဒါမြတ်စွာဘုရားပြောမယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့စကားတွေမပြောနဲ့တဲ့ပြောမယ်ဆိုလို့ရှိရင်သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ပြောတဲ့ဒါလည်းပြောတတ်မှလည်းပြောရရှိမှလည်းပြောလို့ရမှာနော်ခန္ဓာဟာဆင်းရဲတယ်ဆိုတာကိုပြောတတ်အောင်လုပ်တာနော်ဘဝဖြစ်စီကြီးကအကောင်းမဟုတ်ဘူးဆိုတဲ့အမှန်တရားနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ပြောတတ်တယ်လဲကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ကိုစီစစ်ဟုတ်လားဟောဒီလူချင်းမှုဆိုတဲ့လောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုပြီးတော့လောဘရဲ့ပြစ်ချက်တွေလောဘရဲ့မကောင်းတဲ့ချက်တွေဒုက္ခကိုဖန်တီးနိုင်တဲ့ဆွမ်းအားတွေကိုဘယ်လောက်ပြောတတ်တယ်လဲအပြောပဲမနေနိုင်လို့ပြောမှဆိုရင်လောဘဟာဒုက္ခလက်သက်တဲ့ခံမယ်ဒင်းမဲ့ဒုက္ခပေးနေတာလောဘကိုအဲ့လိုပြောတတ်ရတယ်လောဘငြိမ်းမှဒုက္ခငြိမ်းမှဘာလို့လို့မှဒုက္ခတကယ်တမ်းမငြိမ်းဘူးလို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးဘယ်လောက်ပြောတတ်တယ်တော့မမြဲတဲ့အလေးစားကိုအမှန်သိခြင်းဆိုတဲ့တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးကိုပွားများမှဒုက္ခတကယ်ငြိမ်းမှဟေးလို့တော့အကျဉ်းလန်းစဉ်နဲ့ပတ်သက်ပြီးတော့ဒုက္ခငြိမ်းဖို့အတွက်တခုတည်းသောလမ်းနဲ့ပတ်သက်ပြီးတော့ကိုယ်ဘယ်လောက်ပြောတတ်တယ်လို့ပြောစရာရှိမှလည်းပြောတတ်မှာနော်ဟိုဉာဏ်မှမရှိတာဟိုဉာဏ်မရှိတော့ပြောတတ်ဘူးသိထားတာမှမရှိတာတကယ်တော့မြတ်စွာဘုရားဘယ်လိုဟောလို့ဒီသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ဟောဒီခန္ဓာကြီးကရထားတဲ့ဒီယုတ်တိနံနေမကောင်းဘူးတဲ့ဆင်းရဲတဲ့တရားဒီခန္ဓာဟာဆင်းရဲတယ်ဆိုပြီးတော့များခန္ဓာဟာဆင်းရဲတဲ့အကြောင်းကိုစာနဲ့ချရေးမယ်ဆိုရင်အခရာမလောက်ဘူးတဲ့လူရေးရင်းနဲ့သာသိသွားမယ်ရေးလို့ပြီးမှာမဟုတ်အဲ့လိုတောင်ဟောတယ်မြတ်စွာဘုရားသစ္စာလေးကိုတိုင်းပါနော်ခန္ဓာဟာဆင်းရဲပါတယ်ဘာကြောင့်လဲဆင်းရဲတယ်ဘလို့ကြောင့်လဲခန္ဓာဟာဆင်းရဲတယ်ဘာကြောင့်လဲသူကမကောင်းဘူးလို့ခန္ဓာမကောင်းတဲ့အချက်တွေဆင်းရဲတဲ့အချက်တွေကိုထိုင်းပြီးတော့ရေးနေမယ်ဆိုရင်ဘယ်တော့မှအဆုံးမရှိဘူးဟုတ်လားလောဘမကောင်းဘူးလောဘဟာဒုက္ခကိုဘလို့ပေးတာလောဘဟာဒုက္ခရဲ့လက်တဲ့တရားခံလို့လောဘရဲ့အကြောင်းဒုက္ခဖြစ်စေတဲ့အကြောင်းကိုရေးမယ်ဆိုရင်လည်းအခရာမလောက်ဘူးတဲ့သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ကိုအဲ့ဒီမြတ်စွာဘုရားဟောသူကအခရာမလောက်ဘူးပြောနေကိုကပြောဆိုမှမပြောတယ်အဲ့ဒါနဲ့လည်းအဲ့ဒါကြောင့်သစ္စာဉာဏ်မှာကျက်စားနိုင်အောင်ကြိုးစားရတယ်နော်သစ္စာလေးပါးကိုကျက်စားနိုင်အောင်ကြိုးစားရတယ်။ဘာလို့ဆိုသူ့ကိုကျက်စားနေလို့ရှင်ဘုန်းတော်အကောင်းဆုံးအရာကိုစားသုံးနေရရောက်သူဒီအကောင်းဆုံးရတယ်ပဲ။သစ္စာလေးပါးဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာလို့အကျဉ်းရင်းလေးနားလည်ထားကြတယ်ကြားဖို့ထားကြတယ်။နော်ဒုက္ခသစ္စာဒုက္ခဆင်းရဲခြင်းသစ္စာအမှန်တရားဆင်းရဲခြင်းအမှန်ဘာကိုပြောတာလို့ဆင်းရဲခြင်းအမှန်ဆိုတာကဘဝခန္ဓာကြီးကိုပြောတာ။ရရှိထားတဲ့ဘဝခန္ဓာနော်ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့အောက်ပြန်တက်တဲ့သဘောရုပ်အစုအာယုံကိုသိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်တော်တဲ့နာမ်အစုယုံနာအစုဟုတ်လားဒါကိုခန္ဓာ၅ပါးဆိုတော့ပုံကြီး၅ပုံပုံပြီးတော့ခန္ဓာ၅ပါးလို့လည်းဟောတယ်ရုပ်ကိုတစ်ပုံပုံနဲ့နာမ်ကို၄ပုံပုံနဲ့ဝေဒနာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဝိညာဉ်ရဲ့ဆိုပြီးတော့နာမ်တရားကို၄ပုံပုံလိုက်တယ်ခံစားမှုအစုမှတ်သားမှုအစုဟုတ်လားပြီးတော့ဘာလို့ပြုလုပ်စိတ်ဆော်မှုစေတနာကောင်းဆောင်တဲ့စေတသိက်အစုဟုတ်လားပြီးတော့ဘာလို့တိမှုဝိညာဉ်အစုအလွန်ကြီးကျယ်တဲ့နံတရားကြီး၄စုစုပြီးတော့ပြီးတယ်အဲ့ဒါကြတော့ခန္ဓာ၅ပါးနော်အဲ့ဒီခန္ဓာ၅ပါးဒီဥပါဒံတရားတို့ရဲ့အာယုဆွဲမဲ့เสียအဝိဇ္ဇာကိုအခြေခံပြီးတော့ဒါတွေကဆွဲမဲ့เสียလို့ထင်တော့သူ့ကိုအခြေခံပြီးတော့ဘုန်းတော်သူ့ကိုအကြောင်းပြုတော့ဆွဲမဲ့ကြတယ်
စွဲမဲ့တာကိုဥပါဒံတရားဥပါဒံရဲ့အာရုံဟုတ်လားအဲ့တော့အဲ့ဒီယုံနာနှစ်ပါးခန္ဓာ၅ပါးဥပါဒံနဲ့ခန္ဓာပေါ့နော်ဒီသဘာဝတရားတွေဘာလို့ဆိုဆင်းရဲခြင်းတရားများတယ်ဖြစ်တယ်ဒါပထမအမှန်တရားဒုက္ခသစ္စာဆိုတာကိုပြောတာဆင်းရဲခြင်းအမှန်ဆိုတာဘာကိုပြောတာလဲလူရင်းပြောရင်ဥပမာဥခန္ဓာကြီးကဆင်းရဲခြင်းအမှန်ပဲလို့ဒီအမှန်တရားကိုသိရမှတ်သားထားရနော်အကျဉ်းကြီးလေးအရင်စပြောတာဟုတ်လားပြီးရင်တော့သမုဒိယသစ္စာသမုဒိယဆိုတာဖြစ်ကြောင်းလို့ဒီလိုရတယ်မပြည့်စုံမမှန်မြတ်စွာဘုရားကပြောတော့ဒုက္ခသမုဒိယသစ္စာဒုက္ခဆိုတာဆင်းရဲတာသမုဒိယဆိုတာဖြစ်ကြောင်းသစ္စာဆိုတာအမှန်ဆင်းရဲဖြစ်ကြောင်းအမှန်ဒါလေးကဆင်းရဲကိုဒိုင်ငံဖန်တီးနေတာသူ့ကြောင့်ဖြစ်နေတာသူဒီဆင်းရဲရဲ့အကြောင်းပဲအဲ့ဒီဒါလေးကဘယ်ဟာကိုပြောတာလို့ဆိုလောဘကိုပြောတာတဲ့တဏှာလို့အဲ့ဒီမှာသုံးနော်တဏှာလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဒါအမှန်တရားပဲအမှန်တရားကြီးနှစ်ချက်ရှိသွားပြီနော်ခန္ဓာမှန်ရင်ဘဝမှန်ရင်ယုံနာမှန်ရင်အကုန်လုံးကပါလို့ဆင်းရဲတရားတွေကြီးပဲအကောင်းမဟုတ်ဘူးကိုယ့်ကိုထင်ရင်လို့ရှောက်ထင်နေတာဟုတ်လားကောင်းတဲ့တရားမဟုတ်ဘူးမှန်လုံးလို့ကြားရတာကိုရတာရှိတယ်ပြောရတာကိုရတာရှိတယ်ဒါကြောင့်သူ့ကိုကောင်းလို့ရတယ်လို့ပြောတာနော်ခန္ဓာဟာဆင်းရဲတယ်လို့ဉာဏ်လေးကျက်စားနေတာအလွန်ရတာရှိဘာလို့ရတာရှိသူ့အပေါ်မှာမတိလို့မဲ့နေတာလောဘတွေကနည်းနေသွားလို့ခန္ဓာဆင်းရဲတယ်လို့စဉ်းစားတာနဲ့လောဘအော်တိုမက်တစ်ရောပြီးသားအစွမ်းရှိတယ်အဓိကအဲ့ဒါပဲခန္ဓာဆင်းရဲတယ်ဆိုတာကိုပဲအဓိကသိဖို့ပဲကျန်တဲ့သစ္စာသုံးပါးသူ့ကိုသိလို့ရှိရင်အလိုလိုကိစ္စပြီးနိုင်ဟုတ်လားတော့ခန္ဓာဆင်းရဲတယ်ဆိုတာပထမအမှန်တရားပြောလို့ပါစေနော်လောဘသည်ဆင်းရဲခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုတာဒုတိယအမှန်တရားသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့အတိတွေအများကြီးရှိမှဉာဏ်ရှိတဲ့လူတို့ခေါ်တာနော်ကျန်တာတွေသိတာဉာဏ်ရှိတယ်လို့ပြောလို့မရဘူးဟုတ်လားတတိယအမှန်တရားပါတော့និရောဓသစ္စာនិရောဓဆိုတာချုပ်ငြိမ်းခြင်းဒါလည်းမပြည့်စုံဘူးမြတ်စွာဘုရားဘယ်လိုဟောတော့ဒုက္ခនិရောဓသစ္စာရှိရဒုက္ခဆိုတဲ့စကားလုံးလေးပါဒုက္ခဆိုတာဆင်းရဲတာនិရောဓဆိုတာချုပ်ငြိမ်းတာသစ္စာဆိုတာအမှန်ဒုက္ခငြိမ်းခြင်းအမှန်တဲ့ဘာကိုပြောလို့ဆိုနိဗ္ဗာန်ကိုပြောတာတဲ့နိဗ္ဗာန်ဆိုတာဘာတော့နိဗ္ဗာန်ဆိုတာနော်နာငယ်လုံးကြီးတင်ဘာတစ်ချိုင်နှလုံးဆင်းရေးချနာငယ်လေးတတ်လို့ရေးတာနိဗ္ဗာန်လို့ပြောတယ်ကျုပ်ကဒီစလုံးလေးပဲတော့မြင်နေတာဒီကမကြီးတွေတော့ဘာမြင်လဲတော့မသိနိဗ္ဗာန်ဆိုတာဘာလဲလို့မြင်ဘာမြင်လဲတော့မသိနော်အောက်သူအောက်သားတွေကတော့ဟင်္ဂဒနာမှာနိဗ္ဗာန်ဆိုတဲ့ရွာရှိတယ်နိဗ္ဗာန်ဆိုတာဟင်္ဂဒနာရွာပါလို့ပြောတဲ့လူလည်းရှိသေးတယ်နိဗ္ဗာန်ဘယ်လိုရေးတာတော့ခုနပြောတယ်နော်အမှနိဗ္ဗာန်ပါဠိအဲ့ဒီနိဗ္ဗာန်ဆိုတာကိုနောက်ဆုံးနာငယ်ကိုတတ်ထည့်လိုက်တော့နိဗ္ဗာန်လို့ရေးတာအမှနိဗ္ဗာန်ဆိုတဲ့ပါဠိစကားအဲ့ဒီနိဗ္ဗာန်ရဲ့မူရင်းအရင်းအမြစ်စကားလုံးကနိဝါဏနိဝါဏကိုနိဗ္ဗာန်လို့ထားတာနိဝါဏနိဆိုတာကင်းကွာတာမရှိတာဝါဏဆိုတာလောဘကိုပြောတာတဏှာလောဘကိုပြောတာလောဘမရှိတာနိဝါဏလောဘကင်းနေတာအဲ့ဒါကိုနိဗ္ဗာန်နိဗ္ဗာန်အဲ့တော့နိဗ္ဗာန်ရဲ့မူရင်းအရင်းအမြစ်အတိတ်ကံပေါ့ဆိုလောဘမရှိတာကိုပြောတာနိဗ္ဗာန်ဆိုတာဘာလို့လောဘမရှိတာကိုပြောတာနော်တေချာနာထောင်လို့ဒီဥစ္စာကိုဟုတ်လားတော့ခုနတုန်းကဒုက္ခនិရောဓသစ္စာဒုက္ခချုပ်ငြိမ်းခြင်းအမှန်ဘာကိုပြောတာလဲဆိုတော့နိဗ္ဗာန်ကိုပြောတာလို့ပြောခဲ့တယ်အဲ့လိုဆိုရင်ဒုက္ခချုပ်ငြိမ်းခြင်းအမှန်ဒီဘာတော့ဆိုတော့နိဗ္ဗာန်ကလည်းလောဘမရှိရလို့ပြောတော့ဒုက္ခချုပ်ငြိမ်းခြင်းအမှန်ဆိုတာလောဘမရှိတာကိုပြောတာလို့ပြောရရောက်တယ်သဘောပေါက်လားလောဘမရှိခြင်းဒီဒုက္ခချုပ်ခြင်းမှန်ပဲတဲ့ခန္ဓာသည်ဆင်းရဲခြင်းမှန်လောဘသည်ဒုက္ခဖြစ်ခြင်းမှန်လောဘမရှိခြင်းဒီဒုက္ခချုပ်ခြင်းအမှန်ဟောဒီလိုကိုရှင်းရှင်းလင်းလင်းနားလည်ရမယ်လောဘမရှိရင်ဒုက္ခချုပ်တယ်ဟုတ်လားလောဘလက်သက်မွေးတာဒုက္ခအမြဲတမ်းကြီးထွားဟုတ်လားလောဘပဲကျွတ်တော့လက်သက်မွေးရင်နော်နောက်ဆုံးသစ္စာမှာတော့မဂ္ဂသစ္စာတဲ့မဂ္ဂဆိုတာလမ်းသစ္စာဆိုတာအမှန်လမ်းအမှန်ဘာလဲအတိအမြင့်ဆုံးများမှုဟုတ်လားအဆိုလိုတာကနှစ်ချုပ်ပြီးတော့ဆိုတဲ့အောင်လို့ဆရာတော်ကြီးတွေကစီစဉ်ထားတာပါကောင်းတယ်ကောင်းပါတယ်သို့တော့မပြည့်စုံသေးတာတော့နားလည်ရမယ်နော်လမ်းဆိုရင်တော့တဏှာကိုရောက်သွားစီမှာပဲလမ်းဆိုရင်တော့ဗာလဲတဏှာကိုရောက်သွားစီမယ်ဒါဘယ်ကိုရောက်စီတဲ့လမ်းလဲဆိုတော့ဒုက္ခချုပ်ငြိမ်းရသည်ကိုရောက်သွားစီတဲ့လမ်းဒါကြောင့်အပြည့်စုံမြတ်စွာဘုရားဓမ္မစကြာတရားတော်တွေမှာဘယ်လိုပြောလို့ဒုက္ခនិရောဓဂ ामि နိပရိပဒါအရိယသစ္စာဒုက္ခនិရောဓဂ ामि နိပရိပဒါဒုက္ခဆင်းရဲခြင်းនិရောဓချုပ်ငြိမ်းခြင်းဟုတ်လားဂ ामि နိပရိပဒါရောက်စီတဲ့အကျင့်လမ်းဆင်းရဲချုပ်ငြိမ်းရသည်ကိုဆက်ရောက်စီတဲ့အကျင့်လမ်းအဲ့ဒါကဘာကိုပြောတာလဲဆိုတော့မဂ္ဂင်၈ပါးကိုပြောတာပါတဲ့။ဒုက္ခချုပ်ငြိမ်းရသည်ကိုဆက်ရောက်စီတဲ့လမ်းဟာအင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတယ်တဲ့အဲ့ဒီလမ်းလေးကအရေးအတွက်၈မျိုးနဲ့ဖွဲ့စည်းထားတယ်။အမျိုးအစား၈မျိုးနဲ့ဖွဲ့စည်းထားတယ်။ပါဠိတော်သမာဓိဋ္ဌိသမာသင်္ကပ္ပမှန်ကန်သောအမြင်မှန်ကန်သောအတွေး
ဒါကိုပညာမဲ့ခင်နှစ်ပါးလို့ဆိုလုံးချင်းပြောမယ်နော်ဒုက္ခငြိမ်းရာကိုရောက်စီတဲ့လမ်းရဲ့အင်္ဂါအစိပ်ပိုင်း၈ခုမှန်ကန်သောအမြင်တမ္မာဒိဋ္ဌိတမ္မာဆိုတာမှန်ကန်သောဒိဋ္ဌိဆိုတာအမြင်မှန်ကန်သောအမြင်တမ္မာသင်္ကပ္ပတမ္မာဆိုတာမှန်ကန်သောသင်္ကပ္ပဆိုတာအတွေးတိုင်းကိုမကြောက်အောင်နော်မှန်ကန်တဲ့အတွေးရဒုက္ခငြိမ်းရာကိုရောက်စီတဲ့မှန်ကန်တာတွေကိုတွေးရမှာမှန်တာတွေကရှောင်မတွေးနဲ့အန္တရာယ်ရှိတာတွေမတွေးနဲ့တိုင်းမြတ်စွာဘုရားဆိုတော့ပဲပြောခဲ့ပြီလေတွေးချင်းတွေးသစ္စာလေးပါးကိုလာတွေးပြောရင်ပြောသစ္စာလေးပါးကိုပဲပြောအန္တရာယ်ကင်းတာကိုပြောခိုင်းတာအကျိုးရှိတာကိုပြောခိုင်းတာဒုက္ခငြိမ်းရာကိုဆက်ရောက်စေမဲ့အကျဉ်းလန်းကိုကျင့်ရရောက်တယ်အဲ့ဒီလိုပြောခြင်းအဲ့ဒီလိုတွေးခြင်းကိုကဟုတ်လားဟုတ်ပါတော့တမ္မာဒိဋ္ဌိမှန်ကန်သောအမြင်တမ္မာသင်္ကပ္ပမှန်ကန်သောအတွေးအကြံကြံစီမှုကြံစီနေတာဒါကြောင့်လည်းဆင်းရဲတယ်ဒါကြောင့်လည်းဒုက္ခဖြစ်ခြင်းအကြောင်းဖြစ်တဲ့သစ္စာလေးပါးနဲ့ပတ်သက်ပြီးတွေးတောတာကြံစီတာဟုတ်လားတမ္မာဒိဋ္ဌိမှန်ကန်သောအမြင်ဆိုတာလည်းသစ္စာလေးပါးနဲ့ပတ်သက်ပြီးမြင်တာခန္ဓာဆင်းရဲတယ်လို့မြင်တာဒါတမ္မာဒိဋ္ဌိပဲဟုတ်လားလောဘဒုက္ခဖြစ်ခြင်းရဲ့အကြောင်းလို့မြင်တာတမ္မာဒိဋ္ဌိပဲလောဘငြိမ်းခြင်းဒီဒုက္ခငြိမ်းခြင်းဖြစ်တယ်လို့မြင်တာတမ္မာဒိဋ္ဌိပဲဘယ်ခင်ရှိပါဒီဒုက္ခငြိမ်းရတော့ဆက်ရောက်စီတဲ့လမ်းပဲလို့မြင်တာအဲ့ဒါတမ္မာဒိဋ္ဌိပဲတရားဒီနားနဲ့လဲနေနော်သိချာနားထောင်ဟုတ်လားတမ္မာဒိဋ္ဌိဆိုတာသစ္စာလေးပါးကိုမြင်တာတမ္မာသင်္ကပ္ပဆိုတာနေခမသင်္ကပ္ပအဗျာဝရသင်္ကပ္ပအဝိဟိန္ဒသင်္ကပ္ပဒီလိုလဲဟောရတယ်မြတ်စွာဘုရားမှန်ကန်တဲ့အတွေ့အကြုံပြီးရင်ပါလားမလို့တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝသီလမဲ့ခင်သုံးပါတမ္မာဝါစာမှန်ကန်သောအပြောမလိမ်ညာသောဂုဏ်စကားမဟုတ်သောသိမ်ချင်းသောစကားမဟုတ်သောကြမ်းထမ်းသောစကားမဟုတ်သောဆိုရတဲ့အနေထား၄ခုကိုရှောင်ပြီးတော့ပြောတာတမ္မာဝါစာလို့ပြောတယ်ကိုပြောလိုက်တဲ့စကားကမှန်ရမယ်ကိုပြောလိုက်တဲ့စကားကစီလုံးနေတဲ့ချစ်ခင်နေတဲ့လူတွေရဲ့စီလုံးမှုချစ်ခင်မှုမပြည့်စည်စေရဘူးကိုပြောလိုက်တဲ့စကားကနားဝင်ချိုရမယ်ကြမ်းထမ်းတဲ့စကားဖြစ်စေရမယ်ကိုပြောလိုက်တဲ့စကားအကျိုးရှိတဲ့စကားဖြစ်ရမယ်တန်ဖိုးမဲ့တဲ့စကားဖြစ်စေရမယ်ဒါပါလို့တမ္မာဝါစာတမ္မာဝါစာပြီးတော့တမ္မာကမ္မန္တမှန်ကန်သောအပြုအမူတတ်ချင်းအခိုးချင်းကာမကိစ္စပေါက်ပြန်ခြင်းဒါကိုရှောင်ကျင်တာကိုပြောဟုတ်လားပြီးတော့ပါတော့တမ္မာအာဇီဝအတ္တမောဟကြောင့်မှန်ရမယ်သီလမဲ့ခင်တော့ရှေးဦးကသူ့ကိုအရင်ပြည့်စုံပြီးမှဘုန်းတော်ဘာလို့မလို့သူတော်ကောင်းတရားကိုကျင့်ရလမ်းစဉ်ဒီတိုင်းသွားတယ်နော်ပြီးတော့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိမှန်ကန်သောအထုမှုမှန်ကန်သောအထုမှုဆိုတာအကုသိုလ်မဖြစ်အောင်ကြိုးစားတာကုသိုလ်ဖြစ်အောင်ကြိုးစားတာကိုပြောတာပြချမှတ်နော်ဘုရားဒါတိကျပြောနေဟုတ်လားတမ္မာဝါယမဆိုတာမဖြစ်သေးသောအကုသိုလ်တွေမဖြစ်ဖို့ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်နိုင်ဖို့မဖြစ်သေးတဲ့ကုသိုလ်တွေကိုဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တရားတွေကိုတုတ်တက်ခိုင်မြဲသွားအောင်ကြိုးစားတာဒါကိုပြောတာတမ္မာဝါယမပြီးတော့တမ္မာတတိပฏิပဒံတရား၄ပါးရာမှာဘုန်းတို့ကြိုးစားနေတဲ့တတိဖြစ်နေတာလေးကိုသိနေတာဒီအာယုလေးကိုသိနေတာဒီအနေထားလေးကိုသိနေတာဒီပုံမှာစိတ်ရှိနေတာတမ္မာတတိပြီးတော့ပါတော့တမ္မာသမာဓိတဲ့မှန်ကန်သောတည်ငြိမ်မှုဇန်တရားတွေပြောတာအထုအထိပ်ပြောရတယ်ဟုတ်လားအဲ့တော့အင်္ဂါရဘယ်နှမျိုးတော့10မျိုးအဲ့ဒီအင်္ဂါရ10မျိုးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့လမ်းဒီဒုက္ခငြိမ်းရာသို့ဆက်ရောက်စေလိမ့်မယ်တဲ့အမှန်တရားကြီးပဲခုလေးခုအဲ့ဒါကိုသစ္စာဝေတာတုတရဒတ္တအရာတာကအရာတာတိုင်းမှာသူသည်အကောင်းဆုံးလို့ပြောတယ်အဲ့ဒါဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားတည်ခြင်းချမ်းသာဆိုတာရှိတယ်နော်တံဘောဓဒုက္ခတည်ရင်ကိုချမ်းသာတည်တယ်ဆိုတာကကိုတည်တဲ့ဟာတည်တဲ့အတိုင်းမှန်ဖို့တော့လိုတာပေါ့နော်အဖြူကြီးကိုအမဲလို့တည်တာကိုတည်တယ်လို့ပြောမလားအဲ့ဒါမတည်တာမှကိုလွဲနေတာအဖြူလို့တည်မှတည်တယ်လို့ပြောရမှာနော်ခန္ဓာဆင်းရဲတယ်လို့တည်မှတည်တယ်လို့ပြောရတယ်လောဘဒုက္ခရဲ့အကြောင်းလို့တည်မှတည်တယ်လို့ပြောရတယ်သဘောပေါက်ရဲ့လားအဲ့ဒီတိမှုဟာချမ်းသာဘာလို့တိမှချမ်းသာဆိုအမှန်တိုင်းတိမှချမ်းသာတယ်အဲ့ဒါသစ္စာလေးပါးကိုသိပြီဆိုတာချမ်းသာဆုံးပဲများသိလေများချမ်းသာလေပဲနည်းသိလေနည်းချမ်းသာလေပဲအပေါ်ယံသိရင်ကိုအပေါ်ယံချမ်းသာရတယ်ခန္ဓာဆင်းရဲတယ်လို့စဉ်းစားကြည့်လောဘဒုက္ခလက်သေးပဲလို့စဉ်းစားကြည့်မှန်လုံးမှုကိုချမ်းသာနေတာဒါကြောင့်ဒီအမှန်တရားကြီး၄ခုမှာဘုန်းတို့ဉာဏ်ဟာကျက်စားနိုင်လို့လို့တယ်ခန္ဓာဆင်းရဲပါလေဆိုတာကိုဘလောက်ကြာစဉ်းစားတတ်မလို့ဘလောက်အကြောင်းအရာချက်လက်နဲ့ခန္ဓာကြီးကဆင်းရဲတုံးဆင်းရဲခဲ့ကြီးပဲဆိုတာဘလောက်ကြာအမျိုးအစားကွဲပြားနဲ့တွေးနိုင်မလဲဘုရားဟောထားတာတွေကိုအများကြီးနားထားရင်တော့တွေးတယ်မယ်နော်လောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဖြစ်တယ်လို့ဘုန်းတို့အကြောင်းအချက်လက်ဘလောက်နဲ့တွေးနိုင်မလဲစာရေးချရေးနှံသွားဆိုတော့တမျက်နှာပြအောင်ရေးနိုင်မလားအဲ့ဒါကိုယ့်ရဲ့ဉာဏ်ဆိုတာအဲ့ဒါပဲဟုတ်လားဉာဏ်ကြီးမကြီးဆိုအဲ့ဒါကြည့်ပေါ့နော်ဒါမှမဟုတ်လေ့လာဆိုအဲ့ဒါကိုပြောတာဒီလိုတရားတွေကိုလေ့လာရတယ်နာယူရတယ်ဖတ်ရှုရတယ်ကိုယ့်ရဲ့ဉာဏ်ကိုဒီနည်းနဲ့ထက်မြက်အောင်ဘုန်းတို့ဟာ
ကြိုးစားရတယ်တော့လောဘမရှိခြင်းဟာဒုက္ခမရှိခြင်းပဲဟုတ်ပြီဒါကိုလက်ခံနဲ့နားလဲတယ်ကံကြိုးစားမှမင်းဘယ်လောက်ကြာအောင်ပြောနိုင်မလဲဘုရားကတော့ပြောကွာအခရာတော်မဆုံးဘူးလို့ပြောတယ်ကိုကမဲ့3-4လုံးတော့ပြောရတယ်ဘာလို့လေ့လာမှထားတယ်နော်အဲ့လိုဆိုလို့ရှိရင်ကျန်တဲ့အချိန်လေးမှာနော်အပြေတော့ပြောလိုက်လို့ပြောတတ်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သစ္စာနဲ့16ချက်ဆိုကြားဘူးလားကြားပါနော်သစ္စာ၄ပါးမှာတပါးနေသူတို့ရဲ့တဘာဝ၄မျိုးမြတ်စွာဘုရားဟောတာဒါမဟုတ်ဆိုတော့ရေ16ည16ဘုံတော်ရှိရတယ်တူတယ်ဟောတာရှိတယ်နားထောင်ကြည့်အဲ့လိုမျိုးကြီးနားထောင်ပါဟုတ်လားအဲ့ဒါဘုံကအဲ့ဒီ16ချက်ကိုအခုနောက်ထပ်15မိနစ်လောက်နဲ့အပြီးပြောလို့စဉ်းစားတာဟုတ်လားနော်သစ္စာ၄ပါးဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာတပါးနေရင်အတိပ္ပယ်၄မျိုးစီကိုဘုံတို့စဉ်းစားကြည့်ရအောင်အလုံးကောင်းနေအဲ့ဒါသစ္ဆထဒီပနီဆိုတော့လေဒီဆိုဘုရားကြီးရေးထားတာရှိတယ်သစ္စာဒီပနီဆိုပြီးတော့သူလည်းကြီးတဲ့ကျမ်းစာအုပ်တော့လည်းရှိတယ်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့နောက်အုပ်တော်ရေးထားအဲ့တော့သစ္ဆထဒီပနီဆိုတာလေးကိုကျင်းလေးနဲ့ဘုံကအလုံးကြိုက်တယ်ဒီစာအုပ်ကအလွတ်တောင်ကြက်ထားတယ်အဲ့လိုစီထဲမှာအောင်မေးသစ္ဆထဒီပနီသစ္စာရဲ့အနက်ဒိဋ္ဌိနော်နေတန်းတွေပြောနေအချိန်ကြီးစားတော်နေမယ်နော်ဒုက္ခသစ္စာရဲ့အနက်ဒိဋ္ဌိပဲ၄မျိုးဒုက္ခတပိလနထောသင်္ကတထောတန္တာပတ္ထောဝိပရိနာမထောပါဠိလေးတွေရင်းသိအောင်အတန်တွေလည်းဖမ်းတာပြန်ဖွင့်လိုက်ပြန်ပါကြားလို့ရနော်ဒုက္ခတပိလနထောသင်္ကတထောတန္တာပတ္ထောဝိပရိနာမထောပါဠိသုံးလုံးလေးတွေပိလနထောဆိုတာနှိမ့်ဆက်တဲ့သဘောခန္ဓာကိုယ်ကြီးကဆင်းရဲတယ်ဘာလို့ဆင်းရဲတာသူအမြဲနှိမ့်ဆက်နေတယ်လို့နှိမ့်ဆက်တာလို့ရန်သူတယောက်ကကိုယ်ဆင်းရဲအောင်မျိုးနှိမ့်ဆက်တယ်လို့မျိုးသူကလည်းကိုယ်နှိမ့်ဆက်နေတယ်မျက်စိနှလုံးပွင့်နေရစားမျက်စိနှလုံးမိတ်တည်အထိဘုန်းတို့ပြုမှုပြောဆိုဆောင်ရွက်လုပ်ကိုင်ပေးနေရတယ်အများဆိုတာသူ့အတွက်လုပ်ပေးနေရတာတကယ်လို့သာတုံးတယောက်တမင်းလုပ်ပေးဆိုတော့မလေးနဲတဲ့ဝတ်ကိုငါတော့ဝတ်ခံရတယောက်ကအဲ့လိုလုပ်ပေးရမယ်ဆိုရင်ပေါ့နော်နှိမ့်ဆက်နေတယ်ဒီခန္ဓာကိုယ်ကြီးကနှိမ့်ဆက်နေဟုတ်လားနှိမ့်ဆက်တာကိုပိလနာလို့ပြောတယ်ဆင်းရဲခန္ဓာကိုယ်ကြီးဆင်းရဲတယ်ဆိုတဲ့ပထမသစ္စာနဲ့ပတ်သက်ပြီးတော့စဉ်းစားတဲ့ဖို့အကြောင်းချက်တွေပြောတယ်နော်ပိလနာတော့နှိမ့်ဆက်သေးတယ်သင်္ကတထောတဲ့အမြဲလုတ်ကိုင်းဆောင်ရွက်ပေးနေရတယ်ပြုပြင်တယ်လို့စားတော့သုံးတယ်သင်္ကတထောဆိုတာအမြဲလုတ်ပေးနေရတယ်သင်္ကတလို့ပြောတာတန္တာပဆိုတာပူလောင်းနေရတဲ့သဘောပင်ပန်းနေရတဲ့သဘောစိတ်တွေပူပါတာရှိတယ်ခန္ဓာကိုယ်ကြီးရုပ်ပိုင်းဆင်းရဲပူပန်ဆင်းရဲရတာရှိတယ်ပူပန်နေရတဲ့သဘောဝိပရိနာမဆိုတာဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့သဘောနောက်အခုတစ်မျိုးတော့ကြတစ်မျိုးကောင်းတဲ့အနေအထားတွေကအမြဲတမ်းရက်တည်နေလို့နော်အမြဲတမ်းသူကဘလောင်ပလဲနဲ့ကြောင်းလဲမှုအမြဲတမ်းရှိအဲ့ဒါဝိပရိနာမလို့ပြောအဲ့တော့ခန္ဓာကြီးဆင်းရဲတယ်ဆိုတာဒီအချက်၄ချက်နဲ့ဘုန်းတို့ချိန်ထိုးရမှာပိလနထောသင်္ကတထောတန္တာပတ္ထောဝိပရိနာမထောအဲ့ဒါကိုလေဒီဆိုပဲရအလွန်ဉာဏ်ကြီးတဲ့တွေ့ကြတယ်အနတိပတိကိုစာလုံးလေးနှလုံးမဲ့သုံးလောက်ကောင်းလို့ဆိုတော့နှိမ့်ဆက်ပြုပြင်ပူပန်ဟောက်လဲဒုက္ခမြေဒီ၄ချက်နဲ့ပြည်လို့ဒါဒုက္ခပဲတဲ့အကောင်းဟုတ်ဘူးမဟုတ်နှိမ့်ဆက်နေတဲ့တရားအကောင်းမဟုတ်ဘူးအမြဲတမ်းပြုပြင်ဆောင်ရွက်ပေးနေတဲ့တရားအကောင်းမဟုတ်မကောင်းလို့ပြုပြင်ပေးနေတာပူပန်စီရတဲ့တရားအကောင်းဖြစ်နိုင်ဘူးဖောက်လဲဖောက်ပြန်ဖြစ်တဲ့တရားအကောင်းမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးဟာဒါကြောင့်လည်းဆင်းရဲတယ်ဒါကြောင့်လည်းဆင်းရဲတယ်လို့ဘုံဘုံတို့တွေးတတ်ဖို့အတွက်ဒီ၄ချက်ကိုဒါကြက်ထားတဲ့နဲ့နော်ဒီဥစ္စာတွေကကြက်မထားတော့မရဘူးမှတ်သားရတယ်ခေါင်းထဲမှာဒါကိုထပ်ပြီးတော့ပြန်ပြီးတော့ထုတ်ပြီးတော့စဉ်းစားကြည့်ရင်အရင်နဲ့စဉ်းစားလို့ရခေါင်းထဲကဘာလို့နော်အသေးထက်တာနှိမ့်ဆက်ပြုပြင်ပူပန်ဖောက်လဲဒုက္ခမြေပါဠိရမှာစကားလုံးတွေများနေတယ်ဟိုကြီးကဘလောက်ကျွမ်းကျင်တော့နော်ပိလနတ်တော်နှိမ့်ဆက်နှလုံးနဲ့ပြောနှိမ့်ဆက်သင်္ကတတော်ပြုပြင်တန္တာပတ္ထောကိုပူပန်ဝိပရိနာမထောကိုဖောက်ပြန်နှိမ့်ဆက်ပြုပြင်ပူပန်ဖောက်လဲဒုက္ခမြေတရားတစ်ခုကိုအဲ့ဒီ၄မျိုးနဲ့ချိန်ထိုးကြည့်လိုက်ဒီ၄မျိုးလုံးကိုက်နေပြီဆိုရင်အဲ့ဒါသေချာတော့ဒုက္ခပဲလေအကောင်းမဟုတ်ဘူးလို့ပြောတယ်ဟုတ်လားအဲ့ဒီမှာသူကဘလောက်ဉာဏ်ကြီးတုံဆိုတော့ဒါဆရာတော်ကြီးရေးပြလို့ဘုံဘုံကပြောတတ်တာကိုယ်ပိုင်ဉာဏ်နဲ့ပြောတာမဟုတ်ဘူးနော်ဒီဟာလေးကိုစဉ်းစားဖို့သူကဘယ်ရာကိုအခြေခံပြီးတော့စဉ်းစားဖို့ပိလနတ်ထောကိုအခြေခံပြီးတော့စဉ်းစားခန္ဓာကြီးဆင်းရဲတယ်ဆိုတာကိုသူကဘယ်ဟာကိုအခြေခံပြီးတော့စဉ်းစားလို့ဆိုတော့အနှိမ့်ဆက်ခံရပါတယ်ဆိုတဲ့ရှုတော့ကနေသူကအခြေခံပြီးတော့စဉ်းစားတယ်ပိလနတ်ထောနှိမ့်ဆက်ခံရတယ်ဘယ်လိုနှိမ့်ဆက်နေတော့ဆိုမှနောက်သုံးပါးနဲ့နှိမ့်ဆက်တယ်တဲ့သင်္ခတနဲ့နှိမ့်ဆက်တယ်တန္တာပနဲ့နှိမ့်ဆက်တယ်ဝိပရိနာမနဲ့နှိမ့်ဆက်တယ်ဆိုလိုတာကဒ
ပြုပြင်ရမှုနဲ့နှိမ့်ဆက်တယ်ပူပန်ရမှုနဲ့နှိမ့်ဆက်တယ်ပေါက်လဲပေါက်ပြန်ဖြစ်စေမှုဖြင့်လည်းနှိမ့်ဆက်တယ်ဘုန်းတော်ခန္ဓာကိုယ်ရမြဲတဲ့နှိမ့်ဆက်ခံရတယ်ပြီးလည်းနဲ့တော့ဘယ်လိုနှိမ့်ဆက်တာတော့သင်္ခတနဲ့နှိမ့်ဆက်တယ်သင်္ခတဆိုတာအမြဲလောက်ကန်ဆောင်ရပြီးနေရမိနစ်ပိုင်းလေးတောင်ဘုန်းတော်ငြိမ်နေရအောင်ညောင်းညံပြီးလှည့်လိုက်အောင်ပုတ်ပဲရားပြန်ပြီးကုတ်လိုက်တော့ဒါအ ਨੇ ဆုံးကိုပြောနေတာဟုတ်လားစိတ်ထဲမှာဒီလိုတွေးဆင်းရဲပြန်ပြီးဟာခုလိုတွေးလိုက်ဦးတဘုံဆန်တဲ့တမျိုးတဲ့ဘုံတို့ရက်တီလို့ကိုမရဘူးတခုမဟုတ်တခုအမြဲတမ်းဘုံတို့ကလုတ်ပေးနေရတယ်ဆောင်ရွက်ပေးနေရဒါကိုညံရှိရင်ရှိသလောက်စဉ်းစားစာဝတ်နေရေးကျမ်းမာရေးဆိုတာဒါပဲလေဒီစာဝတ်နေရေးကျမ်းမာရေးပြည်စုံအောင်ရှားတဲ့အပိုင်းမပါသေးဘူးအရင်သိရှိပြီးသားလေးကိုလုတ်ပေးရတာကိုမတတ်တာဘူးချက်ပြုတ်ကျွေးရတယ်ရှော့ဖုတ်ပြီးတော့ဝတ်ဆင်ပေးရတယ်မအိမ်ပြောသေးရင်ဒုက္ခရောက်သေးတယ်အများကြီးပါပဲဟုတ်လားလုတ်ကင်ဆောင်ရွက်ပေးရတဲ့အပိုင်းကိုကိုယ့်ကိုယ်သာညံရှိရင်ရှိသလောက်စဉ်းစားသင်္ခတအမြဲတမ်းကျွန်တရားလို့လုတ်ပေးနေရတယ်အဲ့တော့ခန္ဓာဘယ်လိုနှိမ့်ဆက်တာလဲဆိုတော့ဒလဇက်ခိုင်းရင်းအပြင်နှိမ့်ဆက်တယ်အဲ့ကျတို့ပြင်းနဲ့မငြိမ်မတက်ပင်ပန်းလို့လည်းနမ်းလို့နားလို့မရဘူးဒါမရှိအားမရှိဒလဇက်ခိုင်းနေပေါ့အဲ့ဒါကိုခေါ်လို့သင်္ခတလုတ်ပေးနေရတယ်မလုတ်လို့လည်းပဲမရဘူးမလုတ်ရင်ဘိုးအရှင်မပြေမှာဘဝဘေးတာဆိုအဲ့ဒါပဲလုတ်ပေးနေရတယ်သင်္ခတလုတ်ပေးနေရခြင်းအပြင်လည်းနှိမ့်ဆက်တယ်နှိမ့်ဆက်စီကိုခေါင်းဆိုင်ရတယ်နော်ဒုက္ခသစ္စာကိုစဉ်းစားတဲ့နေရာမှာလုတ်ပေးခြင်းအပြင်လည်းနှိမ့်ဆက်တယ်ပြီးတော့လုတ်ပေးနေတဲ့ဂျားတွေကိုအေးခွင့်ရလာဆိုတာလုတ်ပေးတဲ့ဂျားတွေပဲငိုရတယ်ယူရတယ်ဆူရင်ရတယ်ပူရတယ်အဲ့ဒါပါလို့တန်တာပနဲ့လည်းနှိမ့်ဆက်ဒုက္ခသစ္စာကိုလည်းနည်းနည်းလေးအကျေပြောနော်တန်တာပနဲ့လည်းနှိမ့်ဆက်ဟုတ်လားလောကီဆောင်ရွက်ပေးရခြင်းအပြင်လည်းနှိမ့်ဆက်တယ်ဥပန်စီရသောအဖြစ်လည်းပဲနှိမ့်ဆက်တယ်အဲ့လိုမနာရတဲ့ကြားပူရတဲ့ကြားတွေကပဲသူကအကြာကြီးတည်နေဆိုအကြာကြီးလည်းမတည်ဘူးတော့ကြတယ်မျိုးနောက်ဆုံးတော့ဖျို့ဖျဲရက်သွားတယ်သူ့ကိုဘလောက်ဘုံဘုံတော့ဘူးမှုတ်ထားတော့လည်းပဲတယုတရလုတ်ကင်ပေးတော့လည်းပဲသူကကိုယ်အားနာတယ်ကိုညှာတာလည်းမရှိပြည့်ချင်ကြရင်ဘယ်သူမျက်နှာမှမထောက်ဘဲနဲ့ကိုပြတ်သွားမှာပဲဟုတ်လားဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့ပျက်စီးမှုကိုမြင်အောင်ကြည့်နော်အဲ့ရပါမှာသူများထူပေးမှထားရတယ်လှည့်ရတယ်လှုပ်နိုင်တဲ့သဘောကိုမြင်ကြည့်လိုက်လောက်ဆင်းရဲတော့ဆိုတာတလုံးသူ့ကိုအကောင်းဆုံးလုပ်ပေးခဲ့တာပဲနောက်ဆုံးသူကျေးဇူးဆက်ပုံလေးကသိမ့်ဝင်ဘူးလားအသေးသက်ပြီးတော့ကျေးဇူးချမှာနော်ဟုတ်လားအသေးသက်ပြီးတော့ကျေးဇူးချမှာအဲ့ဒါကဘာလဲဝိပရိနာမဆိုအဲ့ဒါကိုပြောတာအဲ့တော့ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ခုတော်တော်ပြောတတ်သွားပြီဟုတ်လားနော်တော်တော်ပြောတတ်သွားပြီဒါသင်ထားနော်နှိမ့်ဆက်ပြုပြင်ပူပန်အောက်လဲဒုက္ခမြင့်ဒါဆိုရင်တော့ဒုက္ခပါပဲတဲ့နာရက်နည်းနည်းပဲကျန်တော့နော်နောက်သမုဒိယသစ္စာကိုသွားကြည့်ရသမုဒိယသစ္စာကျတော့ဘယ်လိုပြောလဲသမုဒိယတာအာယုဟနထောနိဒာနထောတန်ယောဂထောပရိဘောဓထောလောဘရဲ့ဒုက္ခကိုဖြစ်စေနိုင်တဲ့အနေအထားကို၄ချက်စဉ်းစားတတ်ဖို့သင်ပေးထားတာဒီသဘောပါလေးတွေတော့အာယုဟနဆိုတာဘာလဲဆိုတော့စီးဘူးတွေရှာဖွေပညာစီးဘူးတွေဆိုတာပညာရှာဟုတ်လားအဲ့ဒါကိုဆရာကြီးကဘယ်လိုရေးတော့စီးဘူးနှင်းဆောင်ဖွဲ့နောင်နှောက်ရှက်အချက်၄ပါးဒုက္ခပွားအချက်၄ပါးဒုက္ခပွားဒီ၄ပါးနဲ့ညီရင်ဒါဒုက္ခဖြစ်စေတဲ့အရာလို့တေချာမှတ်လိုက်သူဒီဒုက္ခပေးမဲ့အကောင်ပဲဟုတ်လားစီးဘူးဆိုတာအာယုဟနကိုပြောတာနှင်းဆောင်ဆိုတာနိဒာနကိုပြောတာတန်ယောဂကျတော့ဖွဲ့နောင်ဖွဲ့ချီထားတာပလီဘောဓဆိုတာနှောက်ရှက်တယ်ပြောတယ်အလုံးကြီးနည်းနည်းလေးပုံပြောပြနော်လောဘဟာတဲ့တတ္တဝါတွေကိုဒုက္ခဘယ်လိုဖြစ်စေသလဲဆိုတော့အာယုဟနနဲ့အရင်ပြအာယုဟနဆိုတာစီးဘူးတဲ့သဘောရှားဖွေတဲ့သဘောဒုက္ခကိုမတွေ့တွေ့အောင်သူပဲလိုက်ရှာနေတာဘုံဘုံတို့မှရရှိထားတဲ့ဒုက္ခတွေဟာကိုယ်တိုင်းကိုဘာလို့ဈေးကြီးပေးပြီးတော့ကိုရှာတာဟုတ်လားဈေးကြီးပေးပြီးတော့ကိုရှာတာသဘောပေါက်ရဲ့လားအချိန်ပေးပြီးတော့ကြိုးစားအားထုတ်ပြီးတော့ကိုရှာတာလားဟုတ်လားအဲ့ဒီဒုက္ခကိုတကယ်တမ်းကအပေါ်ယံကြည့်ရင်တော့ကိုရှာတာပေါ့နော်သို့တော့ဓမ္မစစ်အရာတရားရှိတော့မှကြည့်မယ်ဆိုဘယ်လိုရှာလဲလောဘရှာတာလောဘဟာဒုက္ခကိုရှာဖွေတတ်တဲ့သဘောရှိတယ်အဲ့ဒါကိုစီးဘူးလို့ဆိုရသုံးတယ်ပညာစီးဘူးတယ်ဆိုတဲ့စကားလုံးလေးနဲ့တွဲမှတ်နော်နောက်နိဒာနထောတယ်နိဒာနဆိုတာအကြောင်းတရားပူရင်းအကြောင်းတရားဒီမှာတော့ဆိုရပို့ပြီးတော့နားလေနှင်းဆောင်တစုံတည်းကိုအနှင်းလိုက်တယ်ဆောင်းပြီးတော့ပေးလိုက်တယ်ရော့ပေးလိုက်တယ်ဒုက္ခကိုဘယ်သူကပေးအောင်ဆိုလောဘပေးတာဘလောက်လိမ်မာတော့ဒီဩဝါဒမှာနားလည်အောင်ပြောလိုက်တယ်မှာလောဘဒီဒုက္ခကိုယူလာတဲ့သူပဲသူရှာတာဒုက္ခကိုပေးတာတဲ့သူဟောရှာတဲ့ယူတဲ့ရှုတော့မှလည်းသူကြည့်ပြောတယ်
ပေးတယ်ရှုမှလည်းပြောတချို့ဆိုရင်ဒီကောင်လေးကအမြဲတမ်းဒုက္ခပေးနေတာတချို့ဆိုသားသမီးတွေပြောမကောင်းဘူးဒုက္ခပေးနေတာသားသမီးကဒုက္ခပေးတယ်လို့ပြောတယ်နော်တကယ်တော့သားသမီးပေါ်မှာမပြတ်နိုင်တဲ့ကိုယ့်ရဲ့လောဘတန်ရောစဉ်ကဒုက္ခကိုပေးနေတာအဲ့ဒါနိဒာနဆိုဒုက္ခပေးတာအာယုဝနဆိုတာနိဒာကိုမရရအောင်ရှားနေတာဟုတ်လားအာယုဝနထောနိဒာနထောတန်ယောဂထောတယ်တန်ယောဂဆိုတာရှင်တွဲထားတာကျိုးနဲ့ချီတာပူတာတုတ်တာနှောင်ထားတာကြီးရတာဟုတ်တယ်အရာဝတ္ထုနှစ်ခုကိုကျိုးနဲ့ချီထားလိုက်ပူချီထားလိုက်တယ်ဆိုရင်သူတို့နှစ်ခုဟာမကွဲတော့ဘူးအမြဲတမ်းရှင်တွဲနေတကူတွဲတွဲနေအဲ့လိုပဲဘုံဘုံတို့ရဲ့စိတ်ကိုဒုက္ခနဲ့အမြဲတမ်းတွဲပေးထားတာအဲ့ဒါပါလို့ဆိုတော့ဒီလောဘဆိုတဲ့ကျိုးကချီထားတာအဲ့ဒါဆိုရင်ဘယ်လိုရှင်းအောင်ပြောလို့ဆိုနွားကိုတိုင်မှာကျိုးနဲ့ချီထားတယ်နွားရဲ့တိုင်ရဲ့ကျိုးရဲ့မြင်အောင်ကြည့်နွားကိုတိုင်မှာကျိုးနဲ့ချီထားတယ်တကယ်လို့ကျိုးပြတ်သွားပြီဆိုရင်ဒီတိုင်သားနဲ့နွားလွတ်လွတ်လပ်လပ်သွားလို့ရပြီဒုက္ခခံစရာမလိုတော့ဟုတ်လားအဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဒုက္ခနဲ့ပူးပြီးတော့ချီထားတာဟုတ်လားတိုင်ရဒုက္ခနော်နွားစိတ်ဟုတ်လားအဲ့လိုဆိုရင်ကျိုးကပဲရအောင်ဆိုလောဘတန်ယောဂဆိုတာပြောတာတော့ဘာပဲငါဒုက္ခတွေအမြဲတမ်းဒုက္ခနဲ့ငါနဲ့မကင်းမကွာဖြစ်နေပါလားငါနဲ့ဒုက္ခနဲ့အမြဲတမ်းတကူးလွဲတယ်ဒုက္ခတွေကလွတ်ကိုမလွတ်ပါလားဆိုရင်ဘယ်ရာကချီထားလို့လဲဆိုတာကိုမြင်ရမယ်နော်လောဘကချီထားလောဘဒီဒုက္ခနဲ့ကိုယ်နဲ့ကိုမကွဲမကွာဖြစ်အောင်ချီထားတဲ့စွမ်းတတိရှိစီဘူးနှင်းဆောင်ဖွဲ့နာနောက်ဆုံးနှောင့်ရှက်ဆိုပလီဘောဓာထောဟုတ်လားပလီဘောဓာဆိုတာတော့ဗမာစကားလုံးလေးလိုဖြစ်ပလီဘောဓာတွေများလိုက်တာပိဿဝိစာတွေများတယ်ပလီဘောဓာများတယ်၃យ៉ាងရှိဟုတ်လားမပလီဘောဓာဆိုတာနှောင့်ရှက်တာလို့ပြောတာတတိတတ်တော်ကသူတော်အောင်တရားလေးကိုနားလဲရလို့မှန်ကန်တဲ့လမ်းစဉ်လေးကိုသိလိုက်ရလို့ငါတို့ဒုက္ခညင်အောင်လုပ်မှပဲလို့စိတ်ကူးစိတ်သားအကောင်းလေးပေါ်လာပြီးဟေ့ဆိုတာနဲ့အဲ့ဒီလောဘတခါတည်းနှောင့်ရှက်တော့တာသူကမကောင်းတာပြီးတဲ့တာဝန်တွေယူလာမဟုတ်ဘူးကောင်းတဲ့စီသွားတော့မယ်ဟေ့ဆိုရင်လည်းပဲနှောင့်ရှက်တဲ့တာဝန်ကတွဲပြီးတော့ယူထားတယ်အဲ့ဒါပလီဘောဓာလို့ပြောတာမိုးဆိုရတာနေတရားလေးကိုပြန်တာဘုန်းတော်ခဏလာပြောပါထွက်ရလန်းကြီးမခကြီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအနက်သဘော၎င်းဟုတ်လားဒုက္ခတွေလို့သဘောပေါက်လို့ထွက်မယ်ကြံရင်အကြောင်းမျိုးမျိုးပြပြီးတော့ရှိရနေတားမယ်နောက်ကနေဆွဲမယ်အဓိကတော့အလုံးမတွင်ကျဲဖို့သူပန်းနိုင်ထားလို့ကြိုးစားဘယ်သူကလဲလောဘဟုတ်လားလောဘနော်လောဘစကားနားထောင်နေလို့ခုချိန်ဒီဘုန်းတော်ကဒုက္ခတွေမထွက်နိုင်ဘူးနော်အဲ့ဒါလောဘရဲ့ပလီဘောဓာသဘောတဲ့စီဘူးနှင်းဆောင်ဖွဲ့တော်နှောင့်ယှက်အချက်၄ပါးဒုက္ခပေါ်ဒီ၄ချက်နဲ့ကိုက်ရင်ဒါဒုက္ခရဲ့လက်သေးတွေကတော့သိချမှန်းတဲ့ဒါသမုဒယသစ္စာရဲ့သဘောလောဘမကောင်းတဲ့အကြောင်း၄မျိုးလောက်တော့ပြောတတ်သွားတယ်နော်သစ္စာနဲ့16ချက်8ခုပြီးသွားဟုတ်လားနောက်និရောဓသစ္စာကျတော့ဘာပြောလို့နောက်និရောဓတနိတ္တရဏထောပဝိဝေကထောအသင်္ခတထောအမတ္တထောအသင်္ခတထောနိဗ္ဗာန်ရဲ့သဘောတဘာဝလေးကို၄ချက်တွေးကြည့်နိတ္တရဏထောဆိုလွတ်သွားပြီတဲ့ကျွတ်သွားပြီလွတ်သွားပြီဒုက္ခတွေကနေကျွတ်လွတ်သွားပြီလောဘငြိမ်းသွားတဲ့ဘုကိုပြောတာပါပဲနော်လောဘလက်ကလွတ်သွားပြီကျွတ်လွတ်ဒါဆိုရင်ကျွတ်လွတ်နှလုံးဆင့်ပြီးတော့တယ်ကျွတ်လွတ်စိတ်ကိုမသေးမပြုတ်ဒုက္ခအမှန်ဒီလေးပါးနဲ့ကိုက်ရင်ဒါချမ်းသာခြင်းအမှန်ပဲတဲ့ဒုက္ခကနေကျွတ်လွတ်သွားပြီတို့နဲ့ဘာဆက်ဆက်မှုမှမရှိတော့ဘူးစိတ်ကိုရေးဆိုတာစိတ်သုံးသွားတာပဝိဝေကဆိုတာဘာနဲ့မှမရောမရှက်တော့တာဟုတ်လားပဝိဝေကဆိုတာဒုက္ခတွေနဲ့မရောမရှက်တော့တဲ့သဘောဒုက္ခနဲ့လုံးဝကင်းကွာသွားတဲ့သဘောအဓိပ္ပာယ်တစ်ခုကိုပဲနားလည်အောင်ဘောဟာရ2မျိုးသုံးထားတယ်လို့လည်းဆိုနေတယ်နော်ကျွတ်လွတ်သွားတယ်ကင်းကွာသွားတယ်ဒုက္ခလက်ကလည်းလွတ်သွားပြီခံစားလို့ရတာပေါ့ပို့ပြီးတော့ဘုံတို့နားလည်မှုကျေပြန့်သွားတယ်နော်နိတ္တရဏဆိုတာကျွတ်လွတ်သွားတာပဝိဝေကထဆိုတာဘာလို့လုံးဝကင်းကွာသွားတာဒုက္ခတွေလုံးဝစိတ်သုံးသွားတာမရှိတော့ဘူးဒုက္ခတွေမရှိတော့ဘူးဒုက္ခမရှိတော့ဘူးဒါကိုပဝိဝေကဟုတ်လားပြီးတော့အမတ္တမသေးတဲ့သဘောမပြတ်တဲ့သဘောသူကဖြစ်တဲ့သဘောမဟုတ်ဘူးမဖြစ်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်သူကပြတ်တဲ့သဘောမရှိဘူးဒါတော့နားလည်းကိုအလွန်ခက်ပါတယ်ဟုတ်လားအမတ္တထမသေးရတဲ့သဘောတနည်းအားဖြင့်မပြည့်စည်တဲ့သဘောဟုတ်လားမသေးတဲ့သဘောသူကတေးရဖြစ်ထားတာမရှိတဲ့အတွက်ကြောင့်ပြည့်စည်တာမရှိဘူးဒါကြတော့ဘုံဘုံတို့ပုရုဇဉ်ညာနဲ့ဂျာနုကြီးဘယ်လိုမှနားမလည်နိုင်ဘူးနော်နားမလည်နိုင်သေးလေပဲတန်လျာနဲ့မချင်းကန်နဲ့ငါဒီနေ့နားလည်လာတဲ့တိတ်တွေဒါရှင်းသွားလိမ့်မယ်လို့ဒီလိုလေးတေးထားသဘောပေါက်လား
ကျွလောစိတ်ကိုမသေးမပြုတ်တယ်မပြုတ်ဆိုတာအသင်္ကတထောဘောတော့ဒုက္ခသစ္စာနဲ့ဆန့်ကျင်ဘက်မှာနော်ဒုက္ခသစ္စာတစ်ပါးအမြဲတမ်းလုံနေရတယ်သူကဘာမှမလုပ်ဘူးအဲ့ဒါဇင်ကြခြင်းနိဗ္ဗာန်ရအောင်လုပ်တဲ့သဘောပဲဘာမှလုပ်စရာမလိုဒါသိကျတော့မလုပ်ရမနေနိုင်ဒီလိုဖြစ်ဟုတ်လားအကျော်လုပ်ခိုင်းတာနော်လောဘလုပ်ခိုင်းတယ်နော်တော့နိရောဓသစ္စာရဲ့အနိဋ္ဌိပဲ၄ခုနော်ကျွလောစိတ်ကိုမသေးမပြုတ်ဆရာတော်ကြီးရဲ့ဉာဏ်ဘလောက်ကြီးတော့ဒါစဉ်းစားနော်သစ္စာအနဲ့တစ်ခုတစ်ခုစလုံးနှလုံးပဲသုံးကျွလောစိတ်ကိုမသေးမပြုတ်ဒုက္ခအနာဟုတ်လားနေတရဏထောပဝိဝေကထောအမတ္တထောအသင်္ကတထောတဲ့ပါဠိလိုလေးမှတ်ဟုတ်လားနောက်ဆုံးမေဃသစ္စာရဲ့အနိဋ္ဌိပဲဘယ်နှခုတော့၄ခုမေဃတနေယနာထောဟိတောထောဒသနထောအာရိပတိယထောတဲ့မေဃသစ္စာဤအနိဋ္ဌိပဲ၄မျိုးပါဠိလိုနေယနာထောတဲ့ထွက်မြောက်ကြောင်းတရားဖြစ်တယ်စောတော့လွတ်သွားပြီနိဗ္ဗာန်တော့လွတ်သွားတာပေါ့နော်အခုသူကတော့လွတ်မြောက်ခြင်းရဲ့အကြောင်းတရားသူ့ကိုလှုပ်လို့ရှင်လွတ်မြောက်သွားလိမ့်မယ်နေယနာနော်တွန်းအားပေးလိုက်တာလွတ်သွားဒီနေရာနေပေါ်လွတ်သွားအောင်သူ့ကိုနော်ပြစ်ထည့်လိုက်တယ်အကုန်လုံးမြားနဲ့ပြစ်လိုက်တယ်မြားလေးမျိုးရဲ့အရှင်ကြောင့်ဒီစက်ကွင်းကနေလွတ်သွားတယ်ဒီသဘောလေးတွေကိုမြင်စေခြင်းတာနော်လွတ်မြောက်ကြောင်းတရားနော်နေယနာပြီးတော့ပါလို့ဟေတုထတယ်ဟေတုဆိုတာအကြောင်းတရားဒါလည်းပဲသူကချမ်းသာခြင်းရဲ့အကြောင်းတရားဒါပေမဲ့ဆရာတော်ကြီးကတော့ဒီနေရာမှာသူကထွက်မြောက်တီခိုင်မြင်နိုင်ကြည်ကဲသူလမ်းမြင်ထွက်မြောက်တီခိုင်မြင်နိုင်ကြည်ကဲဟေတုထကိုသူကတီခိုင်လို့သုံးတယ်သူတီတန်ခြင်းခိုင်မြဲခြင်းရဲ့အကြောင်းသူကဘလို့ဥမာပေးတော့ဆိုတော့တစ်ပင်တွေမှာရေသောမြေခိုင်မာနေတယ်ဆိုရင်ဒီအပေါ်ကတစ်ပင်ကြီးစီကားဖို့အတွက်သူ့ပုံမှာပဲတီးနေတယ်ဒီပင်ကြီးခိုင်ခိုင်မာမာရှိနေဖို့အတွက်ဒီရေသောမြေမှာပဲမူတီးနေတယ်အဲ့လိုပဲအရိယာသီလအရိယာသမာဓိအရိယာကျင့်တာကောင်းမြတ်တဲ့တရားတွေတည်တံ့ခိုင်မြဲနေဖို့အတွက်ဒီမဂ္ဂင်၈ပါးရေသောမြေပုံမှာတည်နေရတယ်ဒါကြောင့်သူဒီအဓိပ္ပာယ်ကျတော့သိတော့မပါဘူးဒါသည်နားလည်လွယ်တာဘုံပို့ပြီးတော့သဘောကျတယ်အကြောင်းတရားဆိုတာဘုံကပို့ပြီးတော့သဘောကျတယ်နိဗ္ဗာန်ကတော့အကြောင်းကျင်းတဲ့တရားပဲเนาะအကြောင်းမရှိတဲ့တရားသို့တော့နိဗ္ဗာန်ရာခြင်းရဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းရဲ့သူ့ကိုလေ့ကျင့်မှသူ့ကိုကြိုးစားအထောက်မှမဂ္ဂင်၈ပါးကိုပွားများမှဒီလွတ်မြောက်ခြင်းဆိုတဲ့အကျိုးရလဒ်ကရမှာဟုတ်ဒီသဘောလေးကိုပြောတာဟုတ်လားဒါကြောင့်သူဒီချမ်းသာကြောင်းတရားကိုကြံမြင်နားလေရဟုတ်လားမဂ္ဂင်၈ပါးဒီလွတ်မြောက်ကြောင်းတရားလည်းဟုတ်တယ်ချမ်းသာကြောင်းတရားလည်းဟုတ်တယ်နေယနထောဟေတုထောပြီးတော့ဒသနထောတဲ့မြင်နိုင်တဲ့တရားတဲ့ဟောဘုံတော်စာကန်းနေတဲ့သဘောပဲသူမပါလို့ရှိရင်အမြင်တတ်မရှိဘူးမဂ္ဂင်၈ပါးမပါရင်အမြင်တတ်မရှိဘူးနော်တမာဒိဋ္ဌိဟိုလိုပြောရင်တော့နော်သီလသမာဓိပညာမှာပဲသီလသမာဓိပညာနဲ့ကင်းပြီးတော့ဘုံတော်အမှန်ကိုမမြင်နိုင်ဘူးအဲ့ဒီမမြင်နိုင်တဲ့သဘောကိုမြင်နိုင်တဲ့သဘောဖြစ်သွားအောင်ဘယ်လိုလုပ်မလဲဒီမဂ္ဂင်၈ပါးလုပ်ဒါကြောင့်သူဒီမြင်ခြင်းရဲ့အကြောင်းမြင်တတ်တဲ့တရားနော်ဒသနထောဆိုတာဟုတ်လားမဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့ပြောတရမယ်နော်ပြီးတော့ပါတယ်တော့အာဓိပတိယထောတဲ့အကြီးအမှုတရားဖြစ်တယ်တဲ့အကြီးအကဲတရားနော်သူတော်ကောင်းတရားတွေမှာသူဟာအကြီးအကဲပဲဒါပေမဲ့ဆရာတော်ကြီးရှင်းပြတာတွေကအဲ့ဒါကိုပို့ပြီးတော့သဘောကျတယ်ကောင်းတယ်ဘုန်းတို့ကျန်တဲ့တရားတွေအားလုံးမှာအကြီးအကဲရှိတယ်အဲ့ဒီအကြီးအကဲကဘုန်းဆိုတဏှာပဲတဲ့တဏှာလောဘဟာဒီလောကီတရားတွေမှာသူအကြီးအကဲပဲသူခေါင်းကျုပ်သူ့လက်အောက်မှာပဲရှိတယ်ဒါဒီမဂ္ဂင်၈ပါးတော့သူ့လက်အောက်မှာမရှိဘူး तू ကတီးသန့်သူ့ကိုဘယ်သူမှအုပ်ချုပ်လို့မရဘူးသူ့အထက်မှာအကြီးအကဲမရှိဘူး तू ဒီပင်လည်းသူ့ရဲ့အကြီးအကဲပဲတဲ့စိုးပိုင်နေ तू ဒီပင်လည်းလက်အောက်ခံမဟုတ်ဘူးပေါ့ तू အကြီးအကဲတရားနောက်ဆုံးနိဗ္ဗာန်ချမ်းသာကို तू ကပဲမျက်မှောက်ပြုစီဟုတ်လားအာတိပတိယအမုံမြတ်ဆုံးအကြီးအကဲဆုံးဒီလိုလေးဘုံလို့ကြည်ကြပြင်းပြင်းနားလည်ကြည့်အောင်နော်ဓမ္မဂိရှိပါနဲ့ပတ်သက်ပြီးတော့အနက်လေးပဲမျိုးတော့၄မျိုးဒါကိုဘယ်လိုသုံးထွက်မြောက်တီးခိုင်မြင်နိုင်ကြည်ကဲသူ့လမ်းမြင်ဟုတ်လားဒါတစ္ဆာလေးပါးနဲ့ပတ်သက်ပြီးတော့ဒီလောက်လေးတော့ဘုံတို့ကကြောင်းကျင်တွေးရရမယ်ဒါတော့ဓမ္မတစ်ပါးကိုအခြေချက်ကိုပိုင်ဉာဏ်နဲ့ဒါပေမဲ့ကိုပိုင်ဉာဏ်ကတိတ်ထွက်ဖို့မလွယ်ဘူးဒေသနာတွေကိုအများကြီးလေ့လာမှဒီဟာတွေနဲ့ဆက်ဆက်ပြီးတော့ဘုံတို့တွေးတတ်တယ်နော်ဒေသနာတွေဆိုတော့ခုနကဆက်ဆက်နေတာဟုတ်လားပြန်ပြောမယ်နော်အချိန်ရမရှိတော့နှိမ့်ဆက်ပြုပြင်ပူပန်ပေါက်လဲဒုက္ခမြေခန္ဓာရဲ့သဘောစီဘူးနှင်းဆောင်ဖွင့်အောင်နှောင့်ယှက်အချက်၄ပါးဒုက္ခပွားလောဘရဲ့သဘောဟုတ်လားဒုက္ခကိုစီဘူးတယ်ဒုက္ခကိုပေးတယ်ဒုက္ခနဲ့ပွက်ချီထားတယ်နော်ဒုက္ခလွတ်အောင်လုပ်ပြီးဆိုရင်နှောင့်ယှက်ဟုတ်လား
ပြီးတော့နိရောဓသစ္စာကျတော့ကျွတ်လွတ်စိတ်ကိုမသေးမပြုတ်ဒုက္ခဟုတ်လားဒုက္ခတွေနဲ့ကျွတ်လွတ်သွားတဲ့သဘောဒုက္ခနဲ့ကင်းကွာစိတ်သုံးသွားတဲ့သဘောဟုတ်လားမသေးတဲ့သဘောပြုပြင်စရာမလိုတဲ့သဘောဟုတ်ပြီနော်နောက်ဆုံးအောင်ပါတော့ထွတ်မြောက်တီခိုင်မြင်နိုင်ကြီးခဲ့သူလမ်းမြင်နော်ထွတ်မြောက်ကြောင်းတရားဖြစ်တယ်နော်တီးတဲ့ခိုင်မြေကြောင်းသူတော်တရားတွေတီးတဲ့ခိုင်မြေကြောင်းအကြောင်းတရားဖြစ်တယ်ဟုတ်လားမြင်တတ်တဲ့တရားဖြစ်တယ်အကြီးအမှုတရားဖြစ်တယ်ဒါလေးကိုပြောတာဟုတ်လားဒါသစ္စာလေးပါးနဲ့ပတ်သက်ပြီးဘုန်းတော်ပြောကြည့်နော်အဲ့တော့တရားအောင်ဆရာတို့ပေးတာအကောင်းဆုံးရတာဟုတ်လားအကောင်းဆုံးရတာကိုစားသုံးနိုင်ဖို့အတွက်သစ္စာနဲ့ပတ်သက်ပြီးဘုန်းတော်ရသော်ဘုရားကတော့ပြောမယ်ဆိုလို့ရှိရင်တော့အခရာမဆုံးဘူးလို့ပြောတာကကိုကလိလာတာမရှိတဲ့အခါကျတော့ဘုရားကအခရာမဆုံးဘူးပြောတာကို့မှာပြောတယ်ဘာမှသိပြီးတော့မရှိဘူးအဲ့ဒါကိုပြောစရာရှိအောင်အနည်းဆုံးတော့သစ္စာနဲ့16ချက်ကိုကျွမ်းကျင်အောင်မလုပ်ထားဘူးလို့လိလာတာသင်ယူထားမယ်ရှိမှုထားမယ်အဲ့တော့ကိုကလိလာပြီးတော့နော်စဉ်းစားမယ်ဆင်ခြင်မယ်ဆိုတာသစ္စာကမ္မထံကိုစီးနေရရောက်တယ်အဲ့ဒီထဲမှာအရေးအကြီးဆုံးအရေးအပါဆုံးကဘာလို့ဆိုခန္ဓာရှင်းရတယ်ဆိုတဲ့ပထမသစ္စာကိုဘုံလို့စဉ်းစားဆင်ခြင်ဖို့ပဲနှိမ့်ဆက်ပြုပြင်ပူပင်ဖောက်တဲ့ဒုက္ခမြေငါ့ကိုမြဲနှိမ့်ဆက်နေတယ်ဘယ်နည်းနဲ့နှိမ့်ဆက်နေတယ်ဟုတ်လုတ်ပေးရတဲ့နည်းနဲ့လည်းနှိမ့်ဆက်နေတယ်လုတ်တဲ့ကြားတွေကပဲမအေးရမအေးကြောင်ပူလောင်ကြောင်းနဲ့လည်းနှိမ့်ဆက်နေတယ်ပြီးတော့လည်းပဲပြိုပွဲပျက်စီးခြင်းအပြင်လည်းနှိမ့်ဆက်ပုံစံကိုလည်းနှိမ့်ဆက်နေတယ်ဒီသဘောလေးကိုတော့တွေးတယ်ရတယ်ဒါပြောနော်အဲ့ဒါဆိုရင်သမုဒိယသစ္စာအလိုလိုပါပါမယ်သမုဒိယသစ္စာပါတာသူ့ကြောင့်ဖြစ်တဲ့ဥဒ္ဒလောင်တတ်တွေညော့သွားမယ်ဒီလိုခန္ဓာဆင်းရဲတယ်လို့စဉ်းစားဆင်ခြင်ခြင်းဒီပင်လည်းမဂ္ဂင်၈ပါးကိုသူ့တိုင်းတာနဲ့သူပွားများအထောက်ရတယ်ကြောက်သွားတယ်အဲ့တော့အဓိကကတိပေစိုက်ပွားမှာတိဟာအရေးကြီးဆုံးပဲဒါဝန်သားလေးဟုတ်လားဒါကြောင့်ကိုယ်ခန္ဓာဆင်းရဲပါလေဆိုတဲ့အမှန်တရားကိုနော်ဉာဏ်ပညာကြီးကြီးမားမားနဲ့စဉ်းစားဆင်ခြင်နိုင်တဲ့ဘတ်သူတော်အောင်တွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီနေ့ကျိုးအထောက်ကြရတော့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်အာရပိတော်တို့သည်မဲ့ညာပုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုံချောင်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း